မြမပြည်မှာနေထိုင်ရတာဟာစိန်ခေါ်မှုအယမ်းများပါတယ်။ဂုံစိမ်းနှုံတက်တာငွေကြေးတန်မှုမတီးမငိမ်တာတွေကကျွန်တော်တို့ထိန်းချုပ်လို့မရတဲ့အရာတွေပါ။ဒါကြောင့် margin of safety လို့ခေါ်တဲ့အမှားခံနိုင်တဲ့အတိုင်းအတာကအယမ်းကြီးကြီးပါတယ်။ဒါဟာမမျှော်လင့်ထားတဲ့အခြေအနေတွေအတွက်ကြိုတင်ပြင်ဆင်ထားခြင်းပါပဲ။ဥပမာတစ်မှာလုပ်ငန်းတစ်ခုလုပ်ဖို့300ရှိတယ်ဆိုပါစို့300လုံးကိုပုံအောပြီးမရင်းနှီးလိုက်ပါနဲ့စီစဉ်တိုင်းမဖြစ်လာရင်တောင်မိသားစုစားဝတ်နေရေးမထိခိုက်အောင်အရေးပေါ်ရန်ပုံငွေ emergency fund ကိုအရင်ဖယ်ထားရပါမယ်ဒါမှသာစီးပွားရေးအခက်အခဲကြုံလာရင်တောင်တစ်မှာရက်တည်နိုင်မဲ့အင်အားရှိနေမှာပါအသေးစုအရှင်သုံးဆိုတဲ့စကားလိုပါပဲရွှေကိုအရေးပေါ်အတွက်စုထားတာမျိုးဟာ margin of safety ပါပဲစီးပွားရေးပြက်ကတ်တွေကျန်းမာရေးကိစ္စတွေပေါ်လာတဲ့အခါမှာတင့်ကိုဆက်ရှင်းတန်းစေမှာကတင့်ရဲ့အစီအစဉ်အတိုင်းဖြစ်လာတဲ့အရာတွေမဟုတ်ဘဲအစီအစဉ်လွဲချော်သွားတဲ့အခါမှာကဲတင်မဲ့အပူငွေတွေပဲဖြစ်ပါတယ်ဘဝမှာမထင်မှတ်တာတွေအမြဲဖြစ်လာနိုင်တာမို့လူတေးပြင်ဆင်ထားခြင်းကစိတ်အေးချမ်းသာမှုကိုပေးပါတယ်